ဒီနေ့မှာတော့ကျွန်တော်တို့အတူတူလေးလာကြမယ့်အကြောင်းအရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းရာကြီးကလေးကရေးဖွဲ့ခဲ့တဲ့မြန်မာကဗျာတစ်ပုဒ်ဖြစ်တဲ့ဩဝါဒထူးပြို့အကြောင်းပဲဖြစ်ပါတယ်။စင်တကြောသူဦးဩရေးသားခဲ့တဲ့ဒီကဗျာဟာကောင်းမွန်တဲ့ဘဝတစ်ခုကိုဘလို့နေထိုင်ရမလဲဆိုတဲ့အကြောင်းဒီနေ့အခက်အထိတန်ဖို့ရှိနေစေဖြစ်တဲ့လမ်းညွှန်ချက်တွေကိုပေးထားပါတယ်။ကဲဒီအကြောင်းကိုအတူတူလေးလာကြည့်ကြရအောင်။ ဒီကဗျာရဲ့အရိကခန့်ကဘာပဲဆိုတော့တန်ဆာဆင်ခြင်းဆိုတဲ့စကားလုံးလေးပါပဲတစ်ချက်စဉ်းစားကြည့်အောင်တကယ်အလားတရားဆိုတော့ရွှေငွေရနာတွေဆင်မြန်းထားလို့လာတာလားဒါမှမဟုတ်ကို့မှာရှိတဲ့ကောင်းမြတ်တဲ့စိတ်တက်နဲ့အချင်းတီလာတွေကြောင့်တောက်ပနေတာလားဒီကဗျာကတော့အဲ့ဒီဒုတိယတစ်ခုသာတကယ်တန်ဆာအစစ်လာလို့လမ်းကျွမ်းထားပါတယ်ကဲဒီနေ့လေ့လာမှုမှာတော့အရင်ဆုံးကဗျာရဲ့နောက်ခံကိုကြည့်မယ်ပြီးရင်တော့အုတ်ချုပ်တူတဲ့ပညာတက်တဲ့အတွက်လမ်းညွှန်ချက်တွေကိုလေ့လာမယ်အဲ့ဒီကနေမှမိသားစုဘဝတကိုယ်တွေကျင့်ဝတ်တွေအတွက်လမ်းညွှန်ချက်တွေကိုတစ်ခုချင်းစီဆက်ချီသွားမယ်နောက်ဆုံးမှာတော့ဒီကဗျာရဲ့တန်ဖိုးကိုပြန်သုံးသပ်ကြမှာဖြစ်ပါတယ်ကဲဒါဆိုပထမဆုံးအပိုင်းနေတဲ့ဒီကဗျာကဘယ်လိုပေါ်ပေါက်လာတယ်လဲသူ့ရဲ့နောက်ခံသမိုင်းကြောင်းကိုအရင်ဆုံးကြည့်လိုက်ကြအောင်ပါဒီဩဝါဒထူးပြိုကိုရေးသားထဲတာကတော့18ရာစုကုန်းပေါင်ခေတ်ကဗျာဆရာကြီးစိန့်တကျော်သူဦးဩပါသူ့ရဲ့ရည်ရွယ်ချက်ကလည်းတိတ်ကိုရှင်းလင်းပါတယ်အဲ့ဒီခေတ်ကလူအတိုင်းဝိုင်းတစ်ခုလုံးအတွက်ပေါ့ရှင်ဘီရင်ကနေစပြီးအောက်ခြေပြီးသူအထိလူတိုင်းလိုက်နာတဲ့နဲ့ကျင့်ဝတ်ကောင်းတွေနေထိုင်ပြုမှုပုံတွေကိုလမ်းညွှန်ပေးခြင်းလိုပါတယ်။ Okay ကဗျာရဲ့နောက်ခံကိုတိတွားရီဆိုတော့သူရဲ့အဓိကဆုံးမတွေကိုဝင်ကြည့်ကြရအောင်။ပထမဆုံးလေးနဲ့အုတ်ချိုတူတွေနဲ့ပညာရှင်တွေသူတို့အကဘလူးတန်ဇာမျိုးစင်မဲ့ရမလဲဆိုတာကိုလေ့လာကြည့်ကြတာပေါ့။ရှင်ဘီရင်တပါးထဘလူးလမ်းညွှန်ထားတယ်လေဆိုတာကိုကဗျာတဲကအတိုင်းပဲကြည့်ကြည့်ရအောင်။ရာဇဘုံရှိပီလုံးမင်းကိုနီတိကျန်းလျံတက်ဆာစင်းရည်လို့ဆိုတာပါတယ်ဒီနေရာမှာတိတ်ကိုစိတ်ဝင်စားဖို့ကောင်းတာကဘယင်းတစ်ပါးရဲ့တကယ်တန်ဖို့တကယ်အလားတန်စာဆိုတာရွှေငွေကြောင်းတန်ပတ်တများတွေနဲ့လှုပ်ထားတဲ့တော့မဟုတ်ဘူးလို့ပြောနေတယ်လို့ပါပဲ။တိုင်းပြည်ရဲ့ပခင်ထိတဲ့ဘယင်းတစ်ပါးအတက်အကောင်းဆုံးတန်စာဆိုတာကတော့နီတီကျန်းနေမှာပါတဲ့တရားများထားတဲ့အောက်ချုပ်မှုမူဝါဒတွေပဲထိတယ်လို့လမ်းညွှန်ထားတာပါ။ဟာပြီဒါဆိုပညာတတ်တဲ့ပညာရှိတွေအတွက်ကြတော့ရောဘယ်လိုဆိုထားလဲ။ကျဲမြင်နတ်ဗီပညာရှိမှုကဝိဖြူငါဖွဲ့ဆိုခြင်းလျင်တန်ဆာစင်ဤတဲ့ဆိုတာကတော့ပညာတတ်တယောက်ရဲ့တကယ်တန်ဖို့အစစ်အမှန်ဟာသူဘယ်လောက်သိတယ်ဘယ်လောက်တတ်တယ်ဆိုတာထက်သူသိချရဲ့ပညာကိုအသုံးပြုပြီးသူ့တစ်ပါးကိုအကျိုးဖြစ်ထွန်းစေမယ်အသိဉာဏ်အလင်းပေးနိုင်မယ်အမှုပညာမြောက်စာပေကပ်ရတဲ့ဖန်တီးနိုင်စွမ်းမှာပဲတည်တယ်လို့ဆိုလိုတာပါပဲအုတ်ချုပ်သူတွေနဲ့ပညာရှင်တွေအကြောင်းကနေအခုလူဖွဲ့ရှိရဲ့အခြေခံအကြဆုံး unit ထက်တဲ့မိသားစုဘက်ကိုလဲကြည့်ကြအောင်အိမ်တဲ့မိသားစုတစ်ခုရဲ့အုံမြင့်ထက်တဲ့တန်စာတွေကဘာတွေဖြစ်မလဲအိမ်အောင်ရှင်လင်းနဲ့မြာအတွက်အေးကြီးဆုံးတန်စာကိုတီလိုဖော်ပြထားပါတယ်လင်းနဲ့မြာတစ္ဆာခိုင်ကြီးတီကြီးချင်းလင်းတန်စာစင်ကြီးဒါကတော့ရှင်းပါတယ်အိမ်အောင်တစ်ခုရဲ့အခိုင်အမာဆုံးအလှပါဆုံးအရာဟာအပြန်အလှန်ယုံကြည်မှုနဲ့တစ္ဆာတရားပဲလို့ဒီကဗျာကထောက်ပြနေတာပါပတ်ဝန်းကျင်ရဲ့လေးစားချစ်ခင်မှုကိုရစေတဲ့တကယ်တမ်းစာဟာအဲ့ဒီခိုင်မြဲတဲ့သစ္စာတရားပါပဲတဲ့အိမ်နဲ့အိမ်ကိုတကယ်အိမ်ပြီးသားစီတဲ့အရာကဘာလဲဆိုတာကိုလည်းကဗျာဆရာကတိတ်လက်လက်လေးဖွဲ့ဆိုထားတာပါဝင်းကျင်သားကျဲအိမ်မဝဲကားသူငယ်သားလျင်တန်ဆာစိတ်တဲ့ဒီဆောက်မကအိန္ဒိယရဲ့တကယ်ဝိညာဉ်ကိုထောက်ပြနေတာပါဟုတ်တယ်မလားဘလောက်ပဲကျဲဝန်းလာပါတဲ့အိမ်ကြီးဖြစ်နေပါစေကလေးတွေရဲ့ရဲတန်းဆော့ကစားတန်းနေမရှိဘူးဆိုရင်အသက်မဲ့နေတယ်လို့ပါပဲဒါကြောင့်ကလေးတွေဟာအိန္ဒိယရဲ့အလားဆုံးအတောက်ပဆုံးတန်းစာစင်မောင်ကိုဆိုလိုတာပါအမျိုးသမီးငယ်တွေတက်တီးဆန်းလိုင်းညွန်ထားတဲ့အစိုးအမလီကိုလည်းချိလိုက်ကြပါအောင်ရုပ်ထံပြိုထွားမိမအားမှုရှစ်ကြောက်ချင်းလျင်တန်းဆစင်ဤလို့ဆိုပါတယ်ဒီအစုံမကတော့အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးဟာအပြင်ပန်းရုပ်ကြီးအလားထအတွင်းစိတ်ထားနဲ့အမှုအချင်းကပိုအရေးကြီးတယ်ဆိုတဲ့ရှေးခေတ်ရဲ့တန်ဖိုးထားမှုကိုထင်ဟပ်စေပါတယ်တီကြီးထိုင်းထုံးမှုနဲ့အဆက်အကြောက်တရားကိုသူ့ရဲ့အကောင်းဆုံးတန်စာအဖြစ်တင်စားထားတာပေါ့မိသားစုဘဝကိုလေးလာပြီးတဲ့နောက်မှာတော့အခုတဦးတယောက်ချင်းစီအတွက်လိုင်းနာတဲ့နဲ့ကိုပိုင်ကျင့်ဝတ်တွေနဲ့လူမှုဆက်ဆံရေးမှာစင်မြန်းရမယ့်တန်စာတွေအကြောင်းကိုဆက်ကြည့်ကြရအောင်ပါလူမှုဆက်ဆံရေးမှာတဟဇာရထဖို့အတွက်အရေးကြီးတဲ့တန်စာ၃မျိုးကိုဖော်ပြထားပါတယ်တဲ့ကိုယ့်ရဲ့ဂျေဇုရှင်တဲ့အပေါ်မှာနှိမ့်ချအောင်နှုံးတတ်ဖို့ဒေါသမထဖို့နှစ်စကားပြောတဲ့အခါမှာနားထောင်လို့ကောင်းပြီးအကျိုးရှိတဲ့ချိုးသားတဲ့စကားကိုရွေပြောတတ်ဖို့နောက်ပြီးတော့၃အသက်အရွယ်ကြီးလာတဲ့အခါမှာတင်ငေအိတ်ဆေးပြီးတိမ်မွဲတဲ့စိတ်ထားရှိဖို့အဲ့ဒါတွေကတန်စာတွေပါပဲတဲ့ဒီကဗျာကစိတ်ဝင်စားစရာကောင်းတဲ့ကိုပိုင်ကြီးမှန်းချက်နှစ်ခုကိုလည်းနှိုင်းရှင်ပြထားပါသေးတယ်တကယ်လို့ကိုလေးစားတန်ဖိုးထားခြင်းနဲ့ဆိုရင်
ဒေါသအငွေတက်လေးတောင်မရှိပဲကောင်းမြတ်တဲ့ကိုကျင့်တရားနဲ့တန်းစားစဉ်ရမယ်တကယ်စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုလိုချင်နေဆိုရင်တော့ကိုယ့်ကိုယ်ကောင်းမှုပြုလို့ရခြင်းမှာပြောင်းမွေးတဲ့စိတ်နဲ့မိမိကိုယ်ကိုတန်းစားစဉ်ရမယ်လို့ဆိုလိုတာပါဒီလိုနဲ့အုတ်ချုပ်ရေးနဲ့မိသားစုရေးတကူရေးချင်းဝက်အထိလမ်းရွံချက်တွေကိုလေ့လာပေးတဲ့နောက်ညီကုန်းချုပ်အိမ်နဲ့ဒီအဆုံးမတွေဟာဒီနေ့ခေတ်အထိဘာကြောင့်တန်ဖိုးရှိနေသေးတယ်လဲဘာကြောင့်အရေးပါနေသေးတယ်လဲဆိုတာကိုသုံးသပ်ကြည့်ကြရအောင်ပါကဲဒါဆိုရင်ဒီနေ့လေးလာခဲ့တဲ့များကိုအနစ်ချုပ်ပြန်ကြည့်လိုက်ရအောင်တကယ်တန်းစာအစ်စ်ဆိုတာရှင်ဖွေးရင်အတွက်တရားမျှတမှုပညာရှိအတွက်ကတော့အနုပညာမြောက်ကဗျာစာပေလင်များအတွက်ကတစ္ဆာတရားအိမ်တိန်အတွက်ကကလေးငယ်တွေအမျိုးသမီးငယ်တယောက်အတွက်အရှက်တရားကိုယ့်အတွက်ကိုချင်းတရားနောက်ဆုံးလူဖွဲ့စစ်တစ်ခုလုံးအတွက်ကတော့နှိမ်ချမှုနဲ့ချိုးတားတဲ့စကားတွေပဲဖြစ်ပါတယ် ဒီအဆုံးအမတွေကိုလေးလာပြီးတဲ့နောက်မှာတော့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်ရာစုနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ဒီနေ့အထိခိုင်မာနေစေဖြစ်တဲ့ဒီအသိပညာဆိုလိုတာကကောင်းမြတ်တဲ့တရားတွေနဲ့ကိုတန်စာစင်ရမယ်ဆိုတဲ့အတွေးခေါ်ဟာအရာရာအရှင်ဟုန်နဲ့ပေးလွှားနေတဲ့ဒီနေ့ခေတ်လူနေမှုဘဝအတွက်ဘလို့များအသုံးဝင်နိုင်မလဲဘလို့အထုံးချနိုင်မလဲဆိုတာကတော့ဆက်ပြီးစဉ်းစားစရာအချက်တစ်ခုပါပဲ